မင်္ဂလာပါကျွန်မကတော့ psychiatrist ဒေါက်တာမြတ်သက်အောင်ပါအခုထပ်ပြီးတော့ sharing လုပ်သွားမယ့်အကြောင်းအရာလေးကတော့ anger management လို့ခေါ်တဲ့ဒေါသကိုစီမံခန့်ခွဲခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒေါသဆိုပြောရမယ်ဆိုလို့ရှိရင်လူတိုင်းကဒေါသထွက်ပူပါတယ်လူရဲလို့ဖြစ်လာပြီဆိုရင်စိတ်မဆိုးဘူးပဲသူဒေါသမထွက်ဘူးပဲသူဆိုပြီးတော့မရှိပါဘူးဒီတော့ဒေါသကပုံမှန်ခံစားချက်တွေကခံစားမှုလေးတစ်ခုဖြစ်ပါတယ်ဒေါသထွက်လာပြီဆိုလို့ရှိရင်ကျမတို့တွေကဒီမျက်နှာတွေနှီးရဲလာမယ်မျက်လုံးတွေပြူးလာမယ်အသက်ရှူနှုန်းတွေညံလာမယ်နောက်ပြီးတော့ဒီအသံတွေလည်းကျယ်လာပြီးတော့ဒီနှလုံးခုန်တာတွေညံတာကိုသတိပြုနိုင်တယ်နောက်ပို့ဆိုးလာလို့ရှိရင်လက်သီးလက်မောင်းတန်းပြီးတော့ဒီကိုတီးလက်ရောက်ဒါစကားများရန်ဖြစ်တာတွေအထိလည်းဖြစ်လာနိုင်ပါတယ်ဒီတော့ဒေါသကဘယ်လိုအချိန်မှထွက်တတ်တယ်လဲပေါ့ကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေဒါမှမဟုတ်လို့ရှိရင်ကိုယ်တန်မိုးထားတဲ့ယုံကြည်ချက်ကိုယ်တန်မိုးထားတဲ့အကြောင်းအရာတွေကိုဒါထိခိုက်နာကျင်စေလာမဲ့လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကြောင်းအရာတွေပဲဖြစ်ဖြစ်တွေ့ကြုံလာတဲ့အခါမှာဒီဒေါသဆိုတဲ့စိတ်ခံစားမှုလေးကဖြစ်ပေါ်လာတတ်ပါတယ်ဒီဒေါသထွက်လာလို့ရှိရင်ဒီဖြစ်ပျက်တဲ့အတွေ့အကြုံကြုံတွေ့ရခြင်းတယောက်နဲ့တယောက်အတူတူရင်တောင်မှတယောက်နဲ့တယောက်တုံ့ပြန်တဲ့ဒေါသကိုတုံ့ပြန်တဲ့ဘယ်လိုပြောရမလဲတုံ့ပြန်မှုလေးတွေကတော့မတူကြဘူးပေါ့နော်ဒီလိုအခြေအနေမှာဆိုလို့ရှိရင်ဘာတွေပေါ်မူတည်လဲဆိုတော့ဒီလူတယောက်ဒါကြီးပြင်းလာတဲ့ဒါနေထိုင်မှုပုံစံတွေစိတ်ခံစားမှုအခြေခံတွေသူ့ရဲ့လေးလာသိမ်မှုအစရှိရာတွေပေါ်မှာအများကြီးမူတည်ပါတယ်ဒေါသရဲ့အနိမ့်ဆုံး level ကတော့စိတ်ပြတ်ခြင်းဆိုတဲ့ disappointment ပဲဖြစ်ပါတယ်ဒီအခြေအနေကကြတော့ဒီကိုစိတ်တိုစေတဲ့အကြောင်းအရာလေးပေါ့နော်ဒီဟာလေးဒါမှမဟုတ်လို့ရှိရင်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒါစိတ်ပြတ်တယ်ဆိုတဲ့ဟာမျိုးလေးဖြစ်ပါတယ်ဒီဟာကတော့ဒေါသတေးသေးလေးပဲဖြစ်ပါတယ်ဒီစိတ်ပြတ်ခြင်းကဒီကိုရောသူများကိုရောအရန်ကြီးထိခိုက်နေတာမျိုးမရှိသေးပါဘူးဒါဆိုရင်ဒေါသကိုဒါ level ခွဲလိုက်မယ်ပေါ့နော်ဒါဆိုအုပ်စု3ခုခွဲကြည့်လိုက်မယ်ပထမဆင့်ကကြတော့ဒီစိတ်ထဲမှာပဲဖြစ်တဲ့ level ဒါစိတ်ထဲမှာပဲဒီဒေါသထွက်လာတဲ့ဟာလေးကိုကိုယ်စိတ်ထဲမှာပဲဖြစ်လိုက်တာမျိုးဒုတိယတစ်ခုကကြတော့ဒီနှုတ်ကနေပြီးတော့ထွက်လာတဲ့ level တစ်ခုရှိမယ်ပါးစပ်ကနေထုတ်ပြောလိုက်တာမျိုးညီတွန်းတောက်တီးလိုက်တာမျိုးတွေရှိမယ်နောက်တစ်ခုကကြတော့ဒီကိုယ်ထိလက်ရောက်ဖြစ်လာတဲ့ level ဆိုပြီးတော့ခွဲလို့ရတယ်ဒါလေးကိုဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုကပြင်သွားတယ်ထီးမပါသွားဘူးအဲ့ချိန်မှာမိုးရွာလာတယ်ဒီအခြေအနေကြုံတွေ့ရတဲ့အခါမှာတချို့ကြတော့ဒီစိတ်ထဲကနေပြီးတော့ပဲဟာမိုးကရွာသွားပြီဆိုမိုးကရွာလာပြီထီးကလည်းမပါဘူးဆိုပြီးတော့ပဲဖြစ်သွားမယ်နောက်တစ်ခုကပါးစပ်ကနေထုတ်ပြောတဲ့အချိန်မှာဆိုရင်တော့ဟာမိုးကလည်းရွာပြန်ပြီထီးကလည်းမပါလာဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နောက်ဆက်တွဲမီတွန်းတောက်တီးရလေးရှိမယ်နောက်ကိုထီးလက်ရောက်ပြရဲ့ level မှာကြတော့ဒီစူပူဆောင်အောင်နာကြီးပါလာပြီးတော့တခြားသူတရားရောက်ကနေပြီးတော့ကိုကိုဒီလူဒေါသထွက်နေပါလားဆိုပြီးတော့မြင်သာလာတဲ့အခြေအနေမျိုးလေးဆိုပြီးတော့သုံးခုခွဲလို့ရပါတယ်လူတိုင်းကတစ်ခါတည်းမှာဒေါသထွက်တတ်ကြပါတယ်ဒါကတော့အစမ်းကျယ်တော့မဟုတ်ပါဘူးဒေါသထွက်တိုင်းလည်းလူဆိုးဖြစ်သွားတယ်လို့လည်းမဟုတ်ပါဘူးဒီဒေါသကိုဖော်ပြတဲ့ပုံစံဒေါသထွက်လာတဲ့အခါမှာတုံ့ပြန်တဲ့ပုံစံကြောင့်မလို့ပဲလူဆိုးဖြစ်သွားတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အရေးကြီးတာကဒေါသထွက်လာတဲ့အခါမှာစိတ်တူလာတဲ့အခါမှာဘလို့တုံ့ပြန်မလဲဘလို့ဖြေရှင်းမလဲဆိုတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ anger management ဒေါသကိုစီမံခန့်ခွဲခြင်းလို့ဆိုလို့ရပါတယ် anger management အတွက်ပထမဦးဆုံးအရေးကြီးတာကဒေါသကိုနားလည်ရပါမယ်ဒီဒေါသထွက်လာတဲ့အခါမှာခန္ဓာကိုယ်ကတုံ့ပြန်တဲ့ပုံစံတွေရှိပါတယ်ဒီအချိန်မှာဆိုရင် adrenaline တွေပေါ့နော်ဒေါသထွက်လာတဲ့အခါမှာ adrenaline တွေထွက်လာမယ်ဒီ adrenaline ကကျမတို့ရဲ့ဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဘာလို့စီလဲဆိုတော့ဒီ fight flight လို့ခေါ်တဲ့ဒီတစ်ခုခုအန်ဒီယာတစ်ခုခုကြုံတွေ့လာတဲ့အခါမှာဒါထွက်ပြေးမလားဒါမှမဟုတ်လို့ရှိရင်ပြန်လဲတိုက်ခိုက်မလားဆိုတဲ့အခြေအနေတစ်ခုကိုဖန်တီးပေးရတာမျိုးဖြစ်တယ်အဲ့ဒီအချိန်မှာဆိုရင်နှလုံးခုန်နှုန်းတွေညံလာမယ်အမြင်အာရုံတွေဆုရှလာမယ်အဲ့တော့ဒေါသထွက်လာတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီနှလုံးခုန်နှုန်းညံလာတဲ့တတိထားမိနိုင်တယ်နောက်တစ်ခုကကြတော့ခေါင်းထဲမှာသွေးတွေတိုးလာမယ်နောက်ပြီးတော့ဒီတကိုယ်လုံးပူထူလာပြီးတော့ဒီကိုကအသက်ရှူနှုန်းတွေညံလာတာမျိုးတွေတွေ့ကြုံနိုင်ပါတယ်ဒါကပထမအနေနဲ့ဒါဒေါသထွက်တာကိုကိုယ်ခန္ဓာကိုယ်ကတုံ့ပြန်ခြင်းကိုသိရှိရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်လည်းဒီຢာကိုသိရှိခြင်းအဖြစ်လည်းဒီဒေါသကိုကြိုပြီးတော့ထိန်းနိုင်ပါတယ် anger management အတွက်ဆိုရင်ပထမဆုံးအနေနဲ့ဒေါသထွက်လာတဲ့အခါမှာခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုနားလည်သိရှိဖို့ဖြစ်ပါတယ်ဒီဒေါသထွက်လာတဲ့အခါမှာ adrenaline လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုအုံနောက်ကနေထုတ်လွှတ်လိုက်တယ်အဲ့ဒီအချိန်မှာ heart rate တွေမြန်လာပြီးတော့ဒီအာယုံတွေကကြတော့ဒီထက်မြက်
လာမျိုးရှိတယ်ဒေါသထွက်လာတဲ့အခါမှာ adrenaline တွေကတကိုယ်လုံးပြန့်နှံ့လာပြီးတဲ့အခါမှာဒီနှလုံးခုန်လုံးတွေညံလာတာမျိုးတွေတတိထားမိနိုင်တယ်ခေါင်းထဲမှာသွေးတွေတိုးလာတာမျိုးတွေသိနိုင်ပြီးတော့ဒီခန္ဓာကိုယ်တစ်ခုလုံးပူထူသွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဒီခန္ဓာကိုယ်တုံ့ပြန်မှုတွေကိုသိခြင်းနဲ့ကိုသိခြင်းဖြင့်ဒီဒေါသကိုကြိုတင်ကာကွယ်နိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါဒေါသရဲ့မျက်နှာဖုံးပေါ့နော်သူကတခါလေကြားလို့ရှိရင်စိတ်တူတယ်စိတ်ဆိုးတယ်ဆိုတာကစိတ်ရဲ့ကာကွယ်မှုပုံစံတစ်မျိုးအနေနဲ့လည်းဖြစ်ပေါ်တတ်ပါတယ်ကိုယ်စိတ်ထဲမှာတခါလေကြားရင်ဝမ်းနည်းနေရမျိုးတွေနောက်တစ်ခုကကြာစိတ်ပူပန်နေရမျိုးတွေကိုဒီအတိုင်းမဖော်ပြဘဲနဲ့ဒေါသထွက်ပြီးဖော်ပြလိုက်တာမျိုးလည်းရှိတတ်ပါတယ်ဒီအတွက်ကြောင့်မလို့ကိုယ်စိတ်ထဲမှာဘာဖြစ်နေလဲဆိုတာအမှန်တိုင်းသိခြင်းနဲ့လည်းဒေါသကိုသိရှိနိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒေါသကအသုံးဝင်တဲ့ဒေါသအနေနဲ့လည်းဖြစ်ပေါ်လာနိုင်ပါတယ်ဘယ်လိုမျိုးအခြေအနေမှာလဲဆိုတော့ဥပမာပြောရရင်ပြိုင်ပွဲတစ်ခုရှင်ပြိုင်နေတဲ့အချိန်မှာကိုယ့်ရဲ့ပြိုင်ဘက်ကကိုယ့်ထက်တာဝါတဲ့အချိန်မှာအဲ့အချိန်မှာကိုယ့်စိတ်ထဲမှာဒေါသတွေဖြစ်လာပြီးတော့ကိုကမခံကျင်စိတ်နဲ့ပို့ပြီးတော့စူးစမ်းလိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီဒေါသကအပြူသဘောဆောင်ပြီးတော့အသုံးဝင်တဲ့ဒေါသအနေနဲ့ဖြစ်ပေါ်လာနိုင်ပါတယ်ဒေါသကအန်ဒီရဲ့ရှိရဲ့ဒေါသပုံစံမျိုးအနေနဲ့လည်းလာတတ်ပါတယ်ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုတော့ကိုဒေါသထွက်เสียအကြောင်းအရာလေးကတကယ်တော့ကိစ္စတည်တည်လေးဒါပေမဲ့ကိုယ်စိတ်ကဒီကိစ္စပေါ်မှာပဲတအုံနွေးနွေးနဲ့ဒေါသတွေထွက်နေမယ်ဒါကိုပဲတစ်ချိန်လုံးစဉ်းစားနေတဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုတွေဖြစ်ပေါ်လာမယ်နောက်ပြီးတော့ဒီကိုထိလက်ရောက်ဒေါသကိုမကြာခဏပောက်ကွဲတတ်တာမျိုးဆိုရင်ဒါအန်ဒီရဲ့ရှိရဲ့ဒေါသဖြစ်ပေါ်လာနိုင်ပါတယ်ဒီဒေါသကကိုလည်းထိခိုက်နိုင်တယ်လို့သူများကိုလည်းထိခိုက်နေတာမှုတွေအများကြီးရှိစေနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့အရက်မူးယစ်ဆေးဝါးတွေသုံးဆွဲခြင်းဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လိုရာထက်ပိုပြီးတော့ကိုကပောက်ကွဲလွယ်နေတာမျိုးဆိုလို့ရှိရင်တော့လုံးဝကိုအန်ဒီရဲ့ရှိရဲ့ဒေါသအနေထားထဲမှာဖြစ်သွားပါပြီဒီလိုဆိုရင်ဒေါသနဲ့ပတ်သက်တဲ့အကြောင်းအရာကိုသိပြီးပြီဆိုတော့ဒီဒေါသကိုဘယ်လိုစီမံခန့်ခွဲမလဲဘယ်လို manage လုပ်မလဲပေါ့နော်အဲ့တော့ဒေါသဆိုတဲ့အရာကအမြဲတမ်းရှိနေမှာဒီဟာကမျိုးသိပ်ထားလိုက်ရင်ကြပြန်တော့လေကိုယ်ကိုစိတ်ပိုင်းဆိုင်ရာကိုလည်းထိခိုက်စေနိုင်တယ်လို့နှလုံးရောဂါတွေဒီကျန်းမာရေးပိုင်းခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်ဒီတော့ဒေါသဖြစ်လာရင်ဘယ်လိုတင့်တဲ့နည်းတွေနဲ့ဘယ်လိုလုပ်မလဲဘယ်လို management လုပ်မလဲပေါ့နော်အဲ့တော့ဒီကိုယ့်ကိုပထမဦးဆုံးအနေနဲ့ကိုဒေါသထွက်လာပြီဆိုရင်ကိုခန္ဓာကိုယ်ကတုံ့ပြန်မှုတွေကိုတတိထားမိရနေစမယ်အဲ့ဒီချိန်မှာအသက်ကိုပြင်းပြင်းလေးရှူသွင်းလိုက်မယ်ဝဝရှူသွင်းလိုက်မယ်နောက်ပြီးတော့ခဏလောက်အောင်ထားမယ်ပြီးရင်ဟူးကနေဆိုပြီးတော့တပြင်းအရှည်ကြီးချပြီးတော့ရှူထုတ်လိုက်တာမျိုးလုပ်နိုင်ပါတယ်ဒါကို3ခေါက်5ခေါက်10ခေါက်စရှိသဖြင့်လုပ်နိုင်ပါတယ်နောက်တစ်ခုကတော့ဒေါသထွက်စေမဲ့ကိုယ်ဒေါသဖြစ်စေတဲ့အရာတွေအခြေအနေတွေကနေပြီးတော့ခဏလေးရှောင်ထွက်လိုက်တာမျိုးဥပမာပြောလက်စစကားကိုရပ်လိုက်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ဒေါသထွက်နေတဲ့ဒီအနေထားကြီးတစ်ခုကနေပြီးတော့ခဏလေးရှောင်ထွက်လိုက်တာမျိုးလုပ်ပြီးတော့ဒီပါဇက်ကနေပြီးတော့1ကနေ10ကိုဖြည်းဖြည်းချင်းစိတ်ပါလက်ပါရေရွတ်လိုက်တာမျိုးလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ဒီကိုယ်စိတ်တူဖို့အတွက်အချိန်ခဏလေးပေးလိုက်ပါဒီအချိန်လေးမှာကိုစိတ်ရှိလက်ရှိစိတ်တူလိုက်ပါဒေါသထွက်လိုက်ပါဒါပေမဲ့အဲ့ဒီအချိန်အခိုက်အတန့်လေးပြီးသွားပြီဆိုရင်တော့ဒေါသကိုအဲ့နေရာမှာပဲထားခဲ့လိုက်ပါတော့ဆက်ပြီးတော့တည်လာလို့အဆင်မပြေတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့နေ့တစ်နေ့တာဆက်လက်ပြီးတော့ရှေ့ဆက်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒေါသထွက်နေုံနဲ့ဒီဟာပြီးသွားမှာမဟုတ်ပါဘူးနောက်တစ်ခုအနေနဲ့ကတော့အကောင်းမြင်စိတ်ကလေးလေ့ကျင့်ခြင်းဖြစ်ပါတယ်ဒေါသထွက်တဲ့အခါမှာဒီစိတ်ကအဆိုးဘက်ကိုပိုရောက်တယ်အပြတ်သဘောတွေကိုအမြဲတမ်းတွေးတတ်တဲ့သဘောရှိပါတယ်ဒီအခြေအနေမှာကိုယ့်ရဲ့စိတ်အတွေးအခေါ်လေးကိုအကောင်းဘက်ကနေပြောင်းပေးမယ်တခြားသူဘက်ကိုဖြည့်တွေးရဲ့အကျင့်လေးလုပ်ခြင်းကလည်းဒေါသကို manage လုပ်ခြင်းဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကိုကကားမောင်းနေတယ်ကိုရှိရနေပြီးတော့ကားတစ်စီးကအတင်းဖြတ်ဝင်သွားတဲ့အချိန်တွေမှာဆိုလို့ရှိရင်ကိုကဒေါသတွေထွက်လာမယ်အဲ့မှာစိတ်ထဲမှာဒေါသထွက်လာတယ်မဟုတ်ပါဇက်ကနေပြီးတော့လည်းပြောဆိုတာမျိုးတွေရှိမယ်ကိုထိလက်ရောက်လုပ်တဲ့အခြေအနေမျိုးပြိုင်မောင်းတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကိုကိုရောသူများကိုရောအန်ဒီရဖြစ်စေနိုင်တဲ့အခြေအနေဖြစ်နိုင်တယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်လူဘက်ကိုဖြည့်တွေးလိုက်တာမျိုးပေါ့ဥပမာဆိုလို့ရှိရင်ဒီကားဆရာကသူ့မှာအရေးကြီးရဲ့အကြောင်းအရာတစ်ခုခုရှိမှာပေါ့သူ့မိသားစုဝင်များကျန်းမာရေးဘာဖြစ်နေလဲအဆရှိရဲ့အတွေးလေးတွေနဲ့အကောင့်ဘက်ကနေဖြည့်တွေးလိုက်ခြင်းကလည်းဒေါသကိုပြေရောစေနိုင်ပါတယ်နောက်တစ်ခုကကြတော့ဒီဟာတအမြင်နဲ့မြင်လိုက်ခြင်းပေါ့နော်တချို့အလွဲလေးတွေရှိရဲ့တချို့အလွဲလေးတွေကပြန်တွေးကြည့်လိုက်ရင်တော့စိတ်တူစရာကောင်းပေမဲ့
တကယ်တမ်းကြည့်လိုက်မယ်ဆိုရင်တော့ရုပ်ရှင်ဟာတာရုပ်ရှင်ကားတွေရဲ့ပြကွက်တစ်ကွက်လိုပဲဖြစ်နေပါတယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကိုကဟာတာအနေနဲ့ပြောင်းပြီးတော့မြင်လိုက်ခြင်းကအုံနောက်ကပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်လာစီပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေကိုလည်းနေလို့ကောင်းသွားစေနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့တိုင်ပင်မှာဖွင့်ဟပါကိုနဲ့ရင်းနှီးရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတယောက်ယောက်ကိုပေါ့မိသားစုဝင်ဖြစ်ဖြစ်တယောက်ယောက်ကိုဘာကြောင့်မလို့ဒေါသထွက်နေလဲကိုဘယ်လိုခံစားနေရလဲဆိုတဲ့ဟာကိုတိုင်ပင်မှာဖွင့်ဟပြောဆိုပါဒီလိုမှပဲကိုမမြင်တဲ့ရှုထောင့်ကနေပြီးတော့တခြားသူကမြင်မယ်ကိုမသိသေးတဲ့အကြောင်းအရာတွေသူကပြောပြနိုင်မယ်ကိုလိုနေတဲ့လမ်းညွှန်ချက်တွေအကြံပေးချက်တွေရရှိနိုင်မှာဖြစ်ပါတယ်ဒေါသရဲ့အကြောင်းကိုနားလည်ပြီးတော့ဒီနီးလန်းနေနဲ့ဒီကိုယ့်ရဲ့ဒေါသကို manage လုပ်နေရင်လည်းတောင်မှကိုကမထိန်နိုင်ပဲနဲ့စိတ်တွေတိုးနေမယ်ဒီစိတ်တို့ဒေါသထွက်တာကြောင့်မလို့ကိုရောသူများကိုပါထိခိုက်စေနိုင်လာမယ်ဆိုလို့ရှိရင်တော့နားလည်တတ်တဲ့ healthcare professional တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့လိုအပ်တဲ့အကူအညီသို့မဟုတ်ဆေးဝါးကုသမှုတွေခံယူဖို့လိုအပ်ပါတယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်